အမေရိကန်ရဲ့ DHAAD နဲ့ Petros နဲ့တကူထိုးဖောက်ပြီးကမ္ဘာရေနံလမ်းကြောင်းကိုထိန်းချုပ်ဖို့ကြိုးစားလာတဲ့အေးတနုနဲ့စစ်ဗျူဟာတစ်ခုမင်္ဂလာပါရွှေရမပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ပင်လယ်နီအတွင်းဆော်ဒီအာရေဗျရေနံတဲ့သမောတွေတိုက်ခိုက်ခံရမှုနဲ့အတူအရှေ့လေပိုင်းဒေသမှာစစ်ရေးတင်းမာမှုတွေတကြော့ပြန်မြင့်တက်လာခဲ့ပါတယ်ဟူဒီလက်နက်ကိုင်တပ်ဖွဲ့ကစစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုသာမကလေကြောင်းလိုင်းတွေနဲ့မဟာဗျူဟာမြောက်ရေကြောင်းလမ်းကြောင်းတွေကိုပါဖိအားပေးတဲ့အချုံးမညီတဲ့စစ်ဗျူဟာကိုပြောင်းလဲကျင့်သုံးလာခဲ့ပါတယ်။စာနာလေစိတ်ပြည်နှံတိုက်ခိုက်ခံရမှုအဖာလေစိတ်ကိုပလတ်စတစ်ဒုံးကြီးတွေနဲ့တိုက်ခိုက်ခံရမှုနဲ့ဆော်ဒီလေပိုင်နက်ကိုပိတ်ဆို့မယ်ဆိုတဲ့ချင်းချောင်းမှုတွေရဲ့နောက်ွယ်ကပထဝီနိုင်ငံရေးမဟာဗျူဟာတွေကိုဒီဗီဒီယိုမှာအသေးစိတ်သုံးသပ်တင်ဆက်ပေးထားပါတယ်။ Israel ရဲ့ Iron Drone နဲ့ DHAAD စနစ်တွေကိုထိုးဖောက်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့အတူ Bab al-Mandab ရေလက်ကြားပိတ်ဆို့ခံရပါကကမ္ဘာစီးပွားရေးရဲ့ရေနံဈေးနှုန်းတွေပေါ်ဘယ်လိုရိုက်ခတ်လာနိုင်တဲ့ဆိုတာကိုလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့စိတ်ပါဝင်စားသူမိတ်ဆွေများအနေနဲ့အဆုံးလေးလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ရွှေရမှာအခုလိုစစ်ဘက်ဆိုင်ရာအကြောင်းအရာများနဲ့စစ်ရဲနဲ့ပစ္စည်းများအပြင်အခြားသောဘုဒ္ဓရဆိုင်ရာအကြောင်းအရာများကိုရှာဖွေစူးစီးတင်ဆက်ပေးနေတဲ့ကိုပြည်ဆိုးပဲဖြစ်ပါတယ်။အရှေ့လေပိုင်းဒေသအတွင်းပဋိပက္ခတွေငြိမ်းအေးသွားပြီလို့ကမ္ဘာနိုင်ငံတချို့ကမျှော်လင့်နေတဲ့အချိန်မှာပဲကမ္ဘာပေါ်မှာအလုံအများဆုံးရေချောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခုပေါ်မှာပေါက်ကွဲသံတွေပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ဟူဒီလက်နက်ကိုင်တပ်ဖွဲ့ကပင်လယ်နီတွင်းသွာလာနေတဲ့ဆော်ဒီအာရေဗျရေနံနယ်သမောနှစ်စီးကိုတိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့ရာအဆိုပါလောက်ရကကမ္ဘာစွမ်းအင်ထောက်ပံ့ပို့ဆောင်ရေးလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုချက်ချင်းဆိုသလိုတကြောပြန်မြင့်တက်လာစေခဲ့ပါတယ်။ဒီပဋိပက္ခအရှိန်မြင့်တက်လာမှုရဲ့အစပြုတဲ့အချိန်မှာအီရန်နိုင်ငံထုတ်မဟန်အဲအရက်ဘက်လေယာဉ်တဲ့စဉ်ဟာတီဟန်မြို့မှာကျင်းပနေတဲ့အယာဒူလာခမာနီရဲ့ဇာပနာအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ဟူသီကိုယ်စားလှယ်အဖွဲ့ကိုပြန်လည်ပို့ဆောင်ဖို့အတွက်စာနာပြုဆိုင်ရာလေဆိပ်ကိုဥတီပြန်တန်းခဲ့ခြင်းမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါကိုယ်စားလှယ်အဖွဲ့ပါဝင်လာမှုဟာအီရန်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တဲ့အိုဇရာခါဘာနီရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ Axis of Resistance နဲ့ဟူသီဖွဲ့ကြားမှာနိကလက်ဆက်ဆံရေးရဲ့တက္ကသိုလ်တစ်ခုအဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းအဆိုပါလေကြောင်းပြန်တန်းမှုဟာညှင်းပေါပွဲရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။အေဒင်မြို့အခြေစိုက်ပြီးဆော်ဒီအာရေဗျဦးဆောင်တဲ့မဟာမိတ်ဖွဲ့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့ယီမင်အစိုးရကအဆိုပါလေယာဉ်ဆင်းသက်ခွင့်ကိုညှင်းဆန်ခဲ့ပါတယ်။လေယာဉ်ဆင်းသက်မှုကိုတားဆီးဖို့အတွက်စာနာလေဆိပ်ရဲ့ပြည်လမ်းကိုတိုက်ခိုက်ခဲ့ရမှာတင်းမာမှုတွေကအထိန်ကွမဲ့မြင့်တက်သွားခဲ့ပါတယ်။ယီမင်ကာကွယ်ရေးဝန်ကြီးကအဆိုပါစစ်စင်ရေးဟာယီမင်ရဲ့လေပိုင်နဲ့အချုပ်အခြာအာဏာကိုကာကွယ်ဆောင်ရှောက်ရန်အတွက်လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဟူသီအဖွဲ့ကအဆိုပါ Airbus A340 300 လေယာဉ်ဟာအီရန်မှာတောင်းတင်နေတဲ့ယီမင်လူမျိုးလူသား200ခန့်ကိုတင်ဆောင်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီလေယာဉ်ဟာနောက်ဆုံးမှလမ်းကြောင်းပြောင်းခဲ့ရပြီးဟိုဒေတာမြို့ကိုဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဘယ်သူမှတာဝန်ရှိတယ်ဆိုတဲ့အချက်ကတော့အငြင်းပွားပွဲဖြစ်ခဲ့ပါတယ်။ယီမင်ဆိုးရကဒါကိုအတွင်းပိုင်းစစ်စင်ရေးတစ်ခုအဖြစ်ပေါ်ပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဟူသီအဖွဲ့ကဒီလောက်ရရဲ့နောက်ွယ်မှာဆော်ဒီအာရေဗျပါဝင်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ရီယက်ဘက်ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိတော့လဲဘသူကပြစ်ခတ်မှုခလုတ်ကိုနှိပ်ခဲ့တာပဲဖြစ်ပါစေအေဒင်အစိုးရကိုထောက်ပံ့ပေးနေတဲ့အတွက်ဆော်ဒီမှာတာဝန်ရှိတယ်လို့ဟူသီတွေကယူဆခဲ့ကြပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးမကြာခင်မှာပဲဟူသီတို့ကယီမင်နယ်စပ်နဲ့ကီလိုမီတာ200ခန့်အကွာခရိုင်ယာစီးမှာရှိတဲ့အဟာပီပီဆိုင်ရာလေဆိပ်ကိုပလတ်စတစ်ဒုံးကြီးတွေနဲ့တိုက်ခိုက်ရေးဒရုန်းတွေအသုံးပြုပြီးလက်စားချေတိုက်ခိုက်ခဲ့ကြပါတယ်။ဒီလေဆိပ်ကနှစ်ရှည်လများပဋိပက္ခအတွင်းဗျူဟာမြောက်ရေးပါမှုတွေကြောင့်စစ်စင်ရေးပြတ်မှတ်ဖြစ်အချိန်ခံခဲ့ရပူပါတယ်။လေကြောင်းရန်ကာကွယ်ရေးအိုဩတန်တွေထပ်ပေါ်လာခြင်းနဲ့လေကြောင်းပြန်တန်းမှုတွေရပ်ဆိုင်းသွားခြင်းတို့ကဆော်ဒီယီမင်နယ်စပ်မှာတင်းမာမှုတွေပြန်လည်စတင်လာပြီဖြစ်ကြောင်းပြသနေပါတယ်။အဲဒီနောက်မှာတော့ဟူသီဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူယာယာဆာရီက2022ခုနှစ်ကုလသမဂ္ဂအပြစ်ခတ်ရပ်စဲရေးနောက်ပိုင်းတည်ရှိခဲ့တဲ့တင်းမာမှုလျှော့ချရေးကာလကုန်ဆုံးသွားပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ဟာဟူသီအဖွဲ့အနေနဲ့တရမန်ရေးရာလမ်းကြောင်းကိုအသုံးဝင်တော်ဘူးလို့ယူဆလိုက်ပြီးပုံမှန်ပွင့်လင်းတဲ့ထိပ်တိုက်တွေ့ဆုံမှုအဆင့်ကိုတက်လှမ်းဖို့အတွက်ပြင်ဆင်လိုက်ပြီဖြစ်ကြောင်းပြသတဲ့အချက်တစ်ခုဖြစ်ပါတယ်။အဲဒီနောက်ဟူသီတို့ကဆော်ဒီအာရေဗျကိုတိုက်ခိုက်မယ်လို့ကြေညာရုံမကအပြစ်ဆိုင်ရာလေကြောင်းလိုင်းများကိုပါတရားဝင်သတိပေးချက်ထုတ်ပြန်ခဲ့တာကြောင့်အကြက်တဲကပုံမူပြီးစိုးရိမ်ဝယ်ခြင်းတွေကိုရောက်ရှိသွားခဲ့ပါတယ်။စာနာပြည်ဆိုင်ရာလေဆိပ်ကိုပိတ်ဆို့တားဆီးထားမှုကိုမရုပ်သိမ်းသေးသေးဆော်ဒီအာရေဗျရဲ့လေပိုင်နဲ့အတွင်ပြန်တန်းမှုတွေကိုရှောင်ရှားဖို့လေကြောင်းလိုင်းအားလုံးကို၎င်းတို့ကတောင်းဆိုခဲ့ပါတယ်။ဒီလိုရဟာဟူသီတို့ရဲ့စစ်ဗျူဟာပြောင်းလဲလာမှုကိုပြသနေပါတယ်။စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုတာမန်တိုက်ခိုက်ရုံအဆင့်ကနေတည်ယူဖို့ဆောင်ရည်နဲ့စီးပွားရေးကဏ္ဍတွေကိုပါဖိအားပေးတဲ့အဆင့်ကိုပြောင်းလဲလာခဲ့ခြင်းဖြစ်ပါတယ်။ဒီချင်းချောင်းမှုကိုတော့ short တွက်လို့မရပါဘူး။ဆော်ဒီအာရေဗျလေပိုင်နက်ကအာရှအရှေ့လေပိုင်းနဲ့ဥရောပတို့ကိုချိတ်ဆက်ပေးထားတဲ့ကမ္ဘာပေါ်မှာရှိတဲ့အလုံများဆုံးလေကြောင်းလမ်းကြောင်းတွေကတစ်ခုဖြစ်ပါတယ်။လေဆင်လေကြောင်းပြန်တန်းမှုပေါင်းများစွာဟာဒီလမ်းကြောင်းကိုအသုံးပြုနေကြရပါတယ်။တခြားလေကြောင်းလိုင်းတွေကိုပြောင်းလဲဖို့ပြန်တန်းဖို့တော့ကတော့မလွယ်ကူပါဘူး။အကြောင်းကတော့ပြန်တန်းချိန်ကြာမြင့်မှာဖြစ်ပြီး73စီကုန်ကြမှုပုံများပြက
လေကြောင်းလိုင်းတွေရဲ့လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တွေကိုမြင့်တက်စေတာကြောင့်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအစားထိုးလေကြောင်းလမ်းကြောင်းတချို့ကလည်းပထဝီနိုင်ငံရေးနဲ့လုံခြုံရေးအကြောင်းရင်းတွေကြောင့်ကန့်သက်ချက်များရှိနေပါတယ်။ပဋိပက္ခတွေဆက်လက်မြင့်တက်လာနေပါကရီယက်မြို့မှာရှိတဲ့ကင်ခါလက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်းပြတ်မှတ်ထားခံရနိုင်တဲ့အလားအလာရှိနေတဲ့နေရာတစ်ခုဖြစ်တယ်လို့ဦးတီတို့ကဖော်ပြထားကြောင်းသတင်းဌာနတချို့ကဖော်ပြခဲ့ကြတာကြောင့်အခြေအနေကပုံမတင်းမာလာခဲ့ပါတယ်။ဒီလေဆိပ်ကဆော်ဒီလေကြောင်းလိုင်းရဲ့ပင်မစစ်စင်ရေးစခန်းဖြစ်တယ်လို့ဆော်ဒီမြို့တော်ရဲ့အရေးကြီးဆုံးလေကြောင်းတကယ်ပေါက်လည်းဖြစ်ပါတယ်။ယီမင်စစ်ပွဲအတွင်းမှာဟူတီတို့ဟာဆော်ဒီနယ်မြေအသီးသီးကိုတာဝေးပစ်ဒုံးကြီးတွေနဲ့ drone တွေကိုပစ်ခတ်နိုင်တဲ့စွမ်းရည်ရှိကြောင်းပြသခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လေကြောင်းအခြေခံအဆောက်အုံတွေပေါ်ချိန်ချောက်မှုမှန်သမျှကိုလေကြောင်းစီးပွားရေးလုပ်ငန်းတွေကလေးလေးနက်နက်ဂရုပြုလာကြရပါတယ်။လုံခြုံရေးဆိုင်ရာစွမ်းစားမှုများမြင့်တက်လာတာကြောင့်လေကြောင်းလိုင်းတချို့နဲ့အာမခံကုမ္ပဏီတွေကဒီဒေသအတွင်းမှာရှိတဲ့လေကြောင်းလမ်းကြောင်းတွေနဲ့အာမခံကြီးတွေကိုပြန်လည်သုံးသပ်ဖို့ဆန်းစစ်လာကြပါတယ်။ကြီးမားတဲ့တိုက်ခိုက်မှုတွေမရှိသေးပေမဲ့လုံခြုံစိတ်ချရတဲ့ချိန်ချောက်မှုတစ်ခုရရှိနေုံနဲ့မသေးချာမေးရမှုတွေကိုဖန်တီးဖို့လေကြောင်းလိုင်းတွေရဲ့စီးပွားရေးကုန်ကျစရိတ်တွေကိုမြင့်တက်စေဖို့အတွက်လုံလောက်ပါတယ်။ဒီအခြေအနေတွေကိုသုံးသပ်ကြည့်မယ်ဆိုရင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့ကတာမန်စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုတိုက်ခိုက်တဲ့နီးပြူဟာတွေကနေဒေသတွင်းနဲ့ကမ္ဘာစီးပွားရေးအတွက်ရေးပါတဲ့လမ်းကြောင်းလေကြောင်းလမ်းကြောင်းတွေနဲ့စွမ်းအင်တည်ယူပို့ဆောင်ရေးကုန်ရက်တွေကိုဖိအားပေးတဲ့စစ်ပွဲနီးပြူဟာကိုတည်တည်သာကူးပြောင်းလာကြောင်းတွေ့ရပါတယ်။ဆာနာလေဆိပ်ပြည်내တိုက်ခိုက်ခံရမှုကိုအကြောင်းပြုပြီး FH လေဆိပ်ကိုတိုက်ခိုက်ခြင်းနဲ့ဆော်ဒီလေပိုင်တဲ့တကူလုံးကိုချင်းချောက်ခြင်းတို့ဟာရီရဲ့အစိုးရကိုစီးပွားရေးအရာနဲ့တန်တမန်ရေးအရာထိနာစေဖို့ရည်ရွယ်တဲ့မဟာဗျူဟာမြောက်တစ်ချက်မှုတစ်ခုဖြစ်ပါတယ်။လေကြောင်းလိုင်းများအတွက်အာမခံခြင်းများမြင့်တက်သွားခြင်းနဲ့လေကြောင်းလုံးပြန်တန်းရခြင်းတို့ဟာဆော်ဒီအာရေဗျကိုဒေတာအတွင်းစီးပွားရေးနဲ့ယင်းနှိမ့်နှံမှုဗဟိုချက်ဖြစ်တည်ဆောက်နေတဲ့ဘာရှင်2030စီမံကိန်းကိုတိုက်ရိုက်ရိုက်ခတ်စေပါတယ်။အဲ့ဒါပြင်အီရန်ခေါင်းဆောင်တက်တဲ့လက်ထက်မှာဟူသီတို့ရဲ့စီးရေးလှုပ်ရှားမှုတွေဟာ Axis of Resistance မဟာမိတ်ကွန်ရက်အတွင်းအရေးပါတဲ့အခမ်းကဏ္ဍမှာပါဝင်နေစေဖြစ်ကြောင်းထင်ရှားစေပါတယ်။ဒီအခြေအနေဟာဆော်ဒီအာရေဗျအတွက်ယီမင်ပဋိပက္ခကိုစစ်ရေးရာဖြေရှင်းဖို့ခက်ခဲပုံနဲ့လေကြောင်းလုံခြုံရေးဆိုင်ရာစွန့်စားရမှုတွေကိုပုံမတိုးမြင့်သတိထားရတော့မှာဖြစ်ကြောင်းပြသနေပါတယ်။အဲဒီလိုလောက်ရမျိုးဟာလက်တလုံးမှာဖြစ်ပေါ်လာခြင်းမဟုတ်ပါဘူး။2025ခုနှစ်မေလ4ရက်နေ့မှာလဲဟူသီတို့ဟာအစ္စရေးနိုင်ငံမှာရှိတဲ့ဘန်ဂူရီယွန်လေဆိပ်ကိုဘလက်စတစ်ဒုံးကြီးတွေနဲ့ပစ်ခတ်ခဲ့ပူပါတယ်။အစ္စရေးမှာ Iron Drone, Davis Lynn, Arrow နဲ့ American ရဲ့ THAAD စတဲ့အလှော်ပေါင်းစုံလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအခိုင်အမာရှိနေတဲ့အတိုင်းဒုံးကြီးတစ်စင်းဟာလေဆိပ်အနီးတစ်ဝိုက်ကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်လေကြောင်းပြန်တန်းမှုတွေကိုခက်တာရဆိုင်ထားခဲ့ရပြီးအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအများပြားကလည်း Tel Aviv မြို့ကိုပြန်တန်းမှုကိုကာလတစ်ခုထိရဆိုင်ခဲ့ကြရပါတယ်။ဒီတိုက်ခိုက်မှုအပြီးမှာဟူသီပြောရေးဆိုခွင့်ရရှိသူယာယာဆာရီကလေကြောင်းအခြေခံအဆောက်အအုံတွေကိုထပ်မံတိုက်ခိုက်မယ်လို့ချင်းချောက်ခြင်းဖြင့်စီးပွားရေးရဖိအားပေးတဲ့လေကြောင်းပိတ်ဆို့မှုနည်းဗျူဟာကိုကြေညာခဲ့ပါတယ်။အစ္စရေးကယီမင်မှာရှိတဲ့ဆန္ဒလေဆိပ်ပါဝင်အဆောက်အုံတချို့ကိုလက်စားချေတိုက်ခိုက်ခဲ့ပေမဲ့ပူတီတို့ကနောက်ပိုင်းကာလများထိဒုံးကြီးတွေဆက်လက်ပစ်ခတ်တင်ခဲ့ကြပါတယ်။အစ္စရေးမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေကဆော်ဒီအာရေဗျအတွက်အရေးပါတဲ့သင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။ရီယက်မြို့မှာလည်းပက်ထရောနဲ့ THAAD လိုမျိုးခေတ်မီလေကြောင်းရန်ကာကွယ်စနစ်တွေရှိနေတော့လေဆော်ဒီရဲ့အခြေပြောထားတဲ့လေပိုင်နယ်ကြီးတစ်ခုလုံးကိုလွှမ်းခြုံကာကွယ်ဖို့အတွက်ကြီးမားတဲ့စင်ခေါ်မှုတစ်ခုဖြစ်လို့နေပါတယ်။ဒါကြောင့်လေကြောင်းကဏ္ဍတွေပေါ်ဟူတီတို့ရဲ့ချင်းချောက်မှုတွေကတာမန်ဝါဒဖြန့်မှုတစ်ခုမဟုတ်ပဲအလေးနဲ့ထည့်သွင်းတက်ချက်ရမယ့်လုံခြုံရေးစွမ်းဆောင်မှုတစ်ခုအဖြစ်ရှုမြင်ခံလာရပါတယ်။အခုတစ်ချိန်ဆော်ဒီအာရေဗျရဲ့တုံ့ပြန်ပုံဟာ2015ကနေ2022ခုနှစ်အထိယီမင်စစ်ပွဲကာလများနဲ့ရှင်းမယ်ဆိုရင်လုံးဝကွဲပြားခြားနားပါတယ်။အစောပိုင်းကာလတွေမှာရီယက်ကအကြီးစားလေကြောင်းစစ်စင်ရေးတွေကိုအားကိုးခဲ့ရတော့လေအခုခါမှာတော့ပုံမသတိထားတဲ့အခင်းချင်းကိုရွေးချယ်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာရရှိခဲ့တဲ့အတွေ့အကြုံတွေရထောင်ပေါင်းများစွာတဲ့လေကြောင်းလိုင်းတိုက်ခိုက်မှုတွေကပူတီတို့ကိုအပြီးတိုင်မဟန်တားနိုင်ပဲစီးပွားရေးနိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုန်ကျစရိတ်တွေတိုးပွားလာခဲ့ရကြောင်းပေါ်ပြခဲ့ပါတယ်။အတွေ့အကြုံများအပြင်ဆော်ဒီဟာဒေသတွင်းမှာပျက်စီးလွယ်တဲ့လုံခြုံရေးအခြေအနေလည်းရင်ဆိုင်နေရပါတယ်။အီရန်ရဲ့တင်းမာမှုဟာအပြည့်အဝပြည်လဲသွားခြင်းမရှိသေးပါဘူး။တစ်ချိန်တည်းမှာပဲပါရှန်ပင်လယ်ကွေးမှာရှိတဲ့မဟာဗျူဟာမြောက်ရေကြောင်းလမ်းကြောင်းတွေဟာပင်မဂရုပြုစရာဖြစ်နေစေဖြစ်ပါတယ်။ဦးတီတို့နဲ့စစ်မျက်နှာတဲ့ဖွဲ့လိုက်ခြင်းဟာပဋိပက္ခကိုပုံမကျေပြန့်သွားနိုင်စေပြီးဒေသတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းဖို့နဲ့အရှေ့လေပိုင်းရဲ့ရင်းနှီးမြှုပ်နှံမှုတန်တမာရေးရာဗဟိုချက်ဖြစ်ပုံရိပ်ကိုထိန်းသိမ်းဖို့အတွက်ဆော်ဒီရဲ့အစီအစဉ်တွေကိုအဟံတားဖြစ်စေနိုင်ပါတယ်။တခြားတစ်ဖက်မှာလည်းအဓိကအခြေခံအဆောက်အုံတွေပေါ်ချိန်ချောက်မှုတွေဟာထဲသွင်းတစ်ချက်ရမယ့်အချက်တစ်ခုဖြစ်လာပါတယ်။ရီယက်မှာရှိတဲ့ကင်ကာလေးအပြည်ပြည်ဆိုင်ရာလေဆိပ်စွမ်းရည်ဆိုင်ရာအဆောက်အအုံများနဲ့စီးပွားရေးဗဟိုချက်တွေကဟူတီတို့ရဲ့ဒုံးကြီးတွေနဲ့ drone တွေလမ်းမီတဲ့အကွာအဝေးတွင်မှာရှိနေပါတယ်။ကာကွယ်ရေးစနစ်တွေကိုထိုးဖောက်သွားနိုင်တဲ့တိုက်ခိုက်မှုတစ်ခုဟာစစ်ရေးရလက်စားချေမှုတစ်ခုမှရရှိတဲ့အကျိုးအမြတ်ထက်စီးပွားရေးနဲ့စိတ်ဓာတ်ရေးရာအရာပုံမကြီးမားတဲ့ထိခိုက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီမှာမှုတွေကလေကြောင်းလိုင်းတွေဒါမကဟူတီတို့ဟာပင်လယ်လီနဲ့အေဒင်ငွေကိုချိတ်ဆက်ပေးထားတဲ့ကမ္ဘာအရေးပါဆုံးရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်တဲ့ဘတ်အမန်ဒါ
ရေလေကြားပတ်ဝန်းကျင်မှာရှိတဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုတွေတိုးမြင့်သွားမယ်လို့လည်းချိန်ချောက်ထားပါတယ်။ဒီရေကြောင်းလမ်းကြောင်းဟာစုရတူးမြောင်းကိုတွားရောက်တဲ့ကုန်တင်သင်္ဘောတွေနဲ့ရေနံတင်သင်္ဘောများအတွက်ပင်မလမ်းကြောင်းကြီးဖြစ်တာကြောင့်အနှောက်အယှက်မှန်သမျှဟာကမ္ဘာစီးပွားရေးကမ္ဘာထောက်ပံ့ပို့ဆောင်ရေးကွန်းဆက်ကိုထိခိုက်စေနိုင်ပါတယ်။အရှေ့လေပိုင်းဒေသဟာစွမ်းအင်လမ်းကြောင်းဆိုင်ရာမတိကျမရေရာမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာဒီချိန်ချောက်မှုတွေထွက်ပေါ်လာတာကြောင့်ပုံမှုစိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ဘတ်အမန်နာရေလေကြားမှာသင်္ဘောတွေတွာလာမှုတွေထပ်မံနှောက်ယှက်ဖြစ်ပါကသင်္ဘောတင်ပို့ကသင်္ဘောအမကန်ကြီးတွေနဲ့ကမ္ဘာစိုင်းဈေးနှုန်းတွေပေါ်ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ Sorry အာရေဗျအတွက်ကတော့ဒီအခြေအနေကတစ်ထပ်ကွန်းဖိအားကိုဖန်တီးပေးနေပါတယ်။မိမိတို့ရဲ့လေပိုင်နဲ့လုံခြုံရေးကိုကာကွယ်ရမှာဖြစ်သူမျိုးဒေတာတွင်းကုန်သွယ်ရေးရဲ့အသက်သွေးကြောဖြစ်တဲ့ရေလမ်းကြောင်းကိုပါအကာအကွယ်ပေးရမှာဖြစ်ပါတယ်။ဒီလိုဆိုရင်နောက်ထပ်ဘယ်လိုရာများဖြစ်ပျက်လာနိုင်မှာလဲ။ဒီကဂရုပြုရမယ့်အခြေအနေ၃ခုရှိပါတယ်။ပထမအချက်ကတော့ပရိပက္ခဟာစစ်ပွဲကြီးအဖြစ်ကိုကူးပြောင်းမသွားပဲကောက်သက်ချက်ရှိတဲ့လက်စားချေတိုက်ခိုက်မှုတွေအဖြစ်ဆက်လက်တည်ရှိနေခြင်းဖြစ်ပါတယ်။ဒုတိယအချက်ကတော့ပုံမှန်ဒါမှမဟုတ်ဥရောသမဂ္ဂရဲ့ကြားဝင်ဆေးဆံမှုနဲ့တာရမန်ရေးရာကြိုးပမ်းမှုတွေကနေတဆင့်အပြစ်ခတ်ရက်စဲရေးအသစ်တစ်ခုစီကိုရရှိသွားခြင်းဖြစ်ပါတယ်။တတိယအချက်ကတော့အဖွဲ့အစည်းတစ်ခုကမဟာဗျူဟာမြောက်အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်လိုက်ခြင်းကြောင့်ပုံမိုကျပြန့်တဲ့စစ်ရေးတုံ့ပြန်မှုတွေဖြစ်ပေါ်လာပြီးပွင့်လင်းတဲ့ထိပ်တိုက်တွေ့ဆုံမှုအဆင့်ကိုအရှိန်မြင့်တက်သွားခြင်းဖြစ်ပါတယ်။ဘလို့အခြေအနေပဲဖြစ်လာစေကမူဒီလိုဖြစ်ပေါ်တိုးတက်မှုတွေကဟူတီတို့အနေနဲ့၎င်းတို့ဖွဲ့စည်းအရွယ်အစားတဲ့ပုံမိုကြီးမားတဲ့ရိုက်ခတ်မှုတွေကိုဖန်တီးဖို့အတွက်အချိုးမညီတဲ့စစ်ဗျူဟာကိုထိရောက်စွာအသုံးပြုနိုင်ကြောင်းပြသနေပါတယ်။ Sorry အာရေဗျပတ်ဝန်းကျင်မှာရှိတဲ့လေကြောင်းနဲ့ရေကြောင်းလမ်းကြောင်းတွေပေါ်ချိန်ချောက်မှုဟာအခုခါမှာတော့ပြည်ပဆိုင်ရာစွမ်းအင်ရေကြောင်းနဲ့လေကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေအလေးထားစောင့်ကြည့်နေရတဲ့အဓိကအချက်များနဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအခြေအနေတွေကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်အစ္စရေးနိုင်ငံမှာရှိတဲ့ဘန်ဂူရီယွန်လေဆိပ်ကိုဟူတီတို့တိုက်ခိုက်တဲ့ဖြစ်စဉ်ဟာခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပြည့်အဝရှိနေတဲ့အတိုင်းအချိုးမညီတဲ့ဒုံးကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုယာနှုံးပြည့်မဟန်တားနိုင်သေးကြောင်းသက်သေပြခဲ့ပါတယ်။ဒီချက်က Sorry အာရေဗျအတွက်ကြီးမားတဲ့စစ်ရေးနဲ့စီးပွားရေးဆိုင်ရာသင်ခန်းစာတစ်ခုဖြစ်လာခဲ့ပြီး2015-2022ကာလများလိုမျိုးဓာတ်ရိုက်စစ်ရေးစစ်နွဲမှုများတဲ့တတိကြီးစွာထားပြီးတော့တန်တမန်ရေးနဲ့ထိန်းသိမ်းရေးနည်းလမ်းတွေကိုရွေးချယ်လာစေရမယ့်အကြောင်းရင်းဖြစ်ပါတယ်။ဘတ်အမန်နာရေလေကြားချင်းချောင်းမှုဟာ Sorry အာရေဗျတနိုင်ငံနဲ့ကိုသာမကစုဝဲတူးမြောင်းကိုမိခိုနေရတဲ့ဥရောပနဲ့အာရှကြားမှာရှိတဲ့ကမ္ဘာကုန်သွယ်ရေးကွန်းဆက်တစ်ခုလုံးကိုတစားကန်ပြုတ်လိုက်ခြင်းဖြစ်ပါတယ်။ဒါဟာစွမ်းအင်ဈေးနှုန်းတွေနဲ့ရေချောင်းပို့ဆောင်ရေးကုန်ကျစရိတ်တွေကိုမြင့်တက်စေပြီးကမ္ဘာစီးပွားရေးပေါ်ကိုဖိအားတွေတက်ရောက်စေပါတယ်။ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေ၃ခုနဲ့ဘယ်လမ်းကြောင်းကိုရောက်ရှိတာပဲဖြစ်နေပါစေဟူတီတို့ကတာမန်ဒေတာအတွင်းလက်ထက်ကိုင်အဖွဲ့အဆင့်ကနေကမ္ဘာကုန်သွယ်ရေးနဲ့လေကြောင်းလိုင်းတွေကိုချင်းချောက်နိုင်တဲ့ပထဝီနိုင်ငံရေးဆိုင်ရာအင်အားစုတစ်ခုအဖြစ်တက်ရောက်မှုရှိနေကြောင်းမိမောင်းထိုးပြနေပါတယ်။ဒုံးကျည်တစ်စင်းရဲ့ကုန်ကျစရိတ်ကဒေါ်လာ10,000 ခန်းသာရှိနိုင်ပေမဲ့အဲ့ဒါကဖန်တီးလိုက်တဲ့ဘီလီယံပေါင်းများစွာသောစီးပွားရေးရိုက်ခတ်မှုနဲ့မသေးချာမှုတွေကကမ္ဘာစွမ်းအင်ကွန်ရက်တစ်ခုလုံးကိုကင်လှုပ်ပစ်နိုင်ခဲ့ပါတယ်။တစားကန်ဖြစ်လာခဲ့ရတဲ့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့အတူအရှိအလဲပိုင်းရဲ့အနာဂတ်ဟာစစ်ပွဲသစ်စီကိုဥတည်သွားမှာလားဒါမှမဟုတ်တန်တမန်ရေးရာစီစဉ်မှုတွေအောက်မှာပဲငြိမ်သက်သွားမလားဆိုတာကိုတမိုင်းကဆက်လက်တက်သေးပြသွားပေးမှာပါလို့ပြောရင်ဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်။နောက်ညမှာလည်းအခုလိုပထဝီနိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာစိတ်ဝင်စားဖွယ်သုံးသပ်ချက်တွေကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဟူတီတို့ရဲ့ဒီစစ်ဗျူဟာပေါ်မြင်တဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့လို့ပြောရင်နှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ကတော့ပြည်ဆိုပါ